မင်္ဂလာပါဇက်တန် TV ရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကနေပြီးအားလုံးကိုပြန်လည်ပြီးကြိုဆိုပါတယ်ကျမတို့ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုဘုရားခင်ကသူ့နေရာသူ့နယ်ပယ်အသီးသီးမှာချီးမြှောက်တဲ့ရှိပါတယ်ဒီကနေ့မှာတော့ကျမတို့လူငယ်မျိုးဆက်သစ်ထွန်းလင်းတောက်ပမျိုးဆက်သစ်များဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဒီဘုရားခင်ကဒီတကယ်ကိုကောင်းမွန်တဲ့နေရာမှာပေါ့နော်ချီးမြှောက်နေတဲ့မြန်မာနိုင်ငံသားတအုပ်နဲ့ကျမတို့ခေါ်ဖိတ်ထားတာဖြစ်ပါတယ်သူစီကနေပြီးတော့လူငယ်တွေအတွက်ဂုဏ်ယူစရာများကိုတင်ဆက်မှာဖြစ်ပါတယ်မင်္ဂလာပါမင်္ဂလာအကိုရဲ့နာမည်နဲ့ဘာတွေလက်ရှိလောက်ဆောင်နေလဲဆိုတာကျေးဇူးပြုပြီးမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်နာမည်ကတော့my full name ကငင်းရှန်တွမ်ပေါ့နော်ကျွန်တော်တောင်းလို့ခေါ်ပါတယ်ဒီကနေပြီးတော့ကျွန်တော်နေတဲ့နေရာတော့ Lantana Florida ပေါ့နော် West Palm Beach area နော်အခုကျွန်တော်လုပ်နေတဲ့လို့ကတော့ရဲလို့ပေါ့နော်ကျွန်တော်အခု road patrol officer အဲ့ Lantana Police Department road patrol officer လုပ်နေပါတယ်လို့လုပ်နေတဲ့တန်းတော့9နှစ်နီးပါးလောက်ရှိပြီအဲ့9နှစ်နီးပါးတွေမှာတော့အခုတော့ကျွန်တော်senior officer အနေနဲ့လုပ်တယ်ပြီးတော့ field training officer လည်းလုပ်တယ် field training officer ဆိုတာခုရဲလာတဲ့အလုပ်စတဲ့လူလုပ်တဲ့တွေရဲတဲ့တွေပေါ့နော်သူတို့အခုမှ hire လုပ်တဲ့လူတွေကိုကျွန်တော်တို့က field training မှာ trainer အနေနဲ့တရားတယ်ပေါ့နော်လုပ်နေပါတယ်လို့ဟုတ်ကဲ့ကျေးဇူးပြုပြီးတော့မိဘညီကိုမောင်နှမဘယ်နှယောက်ရှိလဲဆိုတဲ့အရာနဲ့ပေါ့နော်အကယ်၍အိမ်တော်ကြပြီးပြီလားမကြသေးဘူးလားဆိုတော့ပြောလို့ရတယ်ဆိုလို့ရှိရင်ကျေးဇူးပြုပြီးထပ်ပြောပေးပါရှင်ဟုတ်ကဲ့ကျွန်တော်မိနဲ့ကျွန်တော်မိနဲ့ဖေကဒီမှာ West Palm Beach မှာနေတယ်ကျွန်တော်မောင်နှမတွေအားလုံးက9ယောက်ရှိတယ်ပေါ့နော်ငယ်ဆုံးက73နဲ့အကြီးဆုံးကတော့အခုအသက်30ပြီ30ဆိုတော့ it's a big range ကျွန်တော်ကတော့တတိယဆိုတော့အကြီးဆုံးကကျွန်တော်ကိုZomiကိုခေါ်တယ်ပြီးရင်ကျွန်တော်တတိယကိုဒုတိယပြီးကျွန်တော်ကတော့အခု28 session နဲ့ပြီးကျွန်တော်ညီမ25နဲ့ပြီးညီလေး97မွေးတယ်သူက20နဲ့နှစ်22လား3နှစ်လား22နှစ်ပြီးတော့ကျွန်တော်ရဲ့ညီငယ်ဆုံးကခုmiddle school မှာရှိနေပါတော့that's it ဟုတ်ကဲ့Tuang လို့ပဲပူလင်းလေးTuang လို့ပဲရင်းနေနဲ့ခေါ်လိုက်မယ်ပေါ့နော်ဆိုတော့Tuangအနေနဲ့ရောလူပြူလားအိမ်ထောင်နဲ့လားအဲ့ဒါကိုသိရှိမလားကျွန်တော်တော့ marry ကျွန်တော် just need more နဲ့ကျွန်တော်နဲ့မင်္ဂလာဆောင်တန်းက9နှစ်ကျော်ကျွန်တော်ရဲ့သားလေးကတော့သားနဲ့သမီးတယောက်သမီးတယောက်ရှိတယ်သားတော့သူက4နှစ်ပြည့်တော့မယ်4နှစ်ပြီးသမီးက2နှစ်ပြည့်ပြီ so yeah it's a nice family right ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ငယ်ရွယ်နဲ့အလုပ်ပိုင်းမှာလည်းအောင်မြင်တယ်မိသားစုပျော်ရွှင်အောင်မြင်တဲ့မိသားစုဘဝကိုလည်းတည်ထောင်ထားလို့အရန်ပဲပေါ့နော်အားကြမိပါတယ်လို့အခုငယ်လေးတုန်းကအခုTuangရဲ့ပေါ့နော်ပညာရေးလက်ရှိပညာရေးကဘယ်လိုမျိုးအခြေအနေလောက်ကနေပြီးတော့ဒီလိုမျိုးဌာနဘက်ကိုရဲဌာနဘက်ကိုရောက်ရှိရလဲဆိုတာပြောပြပေးပါအောင်ရှင်ကျွန်တော်ငယ်တဲ့ကလှုပ်ချင်တာရဲလှုပ်ချင်တာတော့ငယ်တဲ့ကဒီ America ဆက်ဟုတ်တယ်တော့ဒါကျွန်တော်ယူပါရင်ပေါ့နော်ကျွန်တော်ရဲလှုပ်ချင်တယ်ဆိုတော့ငယ်တဲ့ကနေပြီးတော့သူ high school တက်ခါကျရင် high school မှာလည်းသူ program criminal justice academy ဆိုတာဒီ program တစ်ခုရှိတယ်အဲ့ဒီ program မှာလည်းကျွန်တော်ပါဝင်တယ်ပေါ့နော်ဆိုတော့ပြီးခါကျရင်အဲ့ program အပြင်ကျွန်တော် volunteer အဲ့ local police department မှာကျွန်တော်တို့explore အနေနဲ့ပေါ့နော် explore ဆိုတာသူတို့high school သမားတွေကိုသူတွေကတင်ပေးတယ်ပေါ့နော်ကျွန်တော်တို့ career preparation ပေါ့နော်ဆိုတော့ရဲလို့ရှိနေတဲ့လူတွေhigh school သမားတွေအဲ့မှာလာပြီးတော့သူတို့တွေကသူရဲလို့ဆောင်လို့မှုတွေအကုန်လုံးသူတို့တွေကငယ်တွေကသူစမှုတင်ပေးတယ်ဘယ်လိုcase တွေဘယ်လို handle လုပ်ရမလဲဆိုတော့သူတို့တင်ပေးတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်high school ပြီးတော့ college တက်တယ် college မှာcollege ကနေပြီးတော့ကျွန်တော်college ကနေပြီးတော့ကျွန်တော်
police academy သွားတယ်ဆိုတော့ police academy ကနေ6လ police academy တက်ကြတယ်police academy တက်ပြီးရတဲ့ကိုကျွန်တော်အခုဒီ yes ကပေါ့နော်ကျွန်တော်အခုလုပ်နေ yes ကမှာလုပ်ရတာဆိုတော့အခုတက်တန်းတော့9နှစ်ရှိပြီဟုတ်ကဲ့အဲ့လိုကိုယ့်ရဲ့ဝါသနာပါတာလည်းရဲပေါ့နော်လက်ရှိလည်းဒီမှာဒီဌာနချုပ်မှာလုပ်နေရတယ်ဆိုတော့အဲ့လိုဖြတ်တန်းရတဲ့အခက်အခဲတွေရောရှိလားဥမာကိုကAsian အာရှလူမျိုးအာရှနိုင်ငံသားပေါ့နော်မြန်မာလူမျိုးတယောက်ဖြစ်နေတဲ့အတွက်အခုဘယ်နေရာမှာဆိုမှအဖိနှိပ်တွေနည်းနည်းလေးအနည်းနဲ့များတော့ခွဲခြားမှုတွေလည်းရှိတတ်တယ်လေဆိုတော့အဲ့လိုမျိုးတွေရောဘယ်လိုမျိုးဖြတ်တန်းခဲ့လဲဆိုတော့ပြပြပေးပါဦးရှင်ဆိုတော့အခက်ဆုံးနေရကျွန်တော်the biggest challenge ပေါ့နော်ဆိုတော့ဘယ်ပြောမလဲလူတွေကိုဆက်ဆံနေရမှာတော့နည်းနည်းတော့ခက်တယ်ဘာဖြစ်လို့ဆိုတော့ကိုကနည်းနည်းစကားလည်းတိတ်ပြီးတော့စကားလည်းကောင်းကောင်းလေးမပြောတတ်သေးဘူးပေါ့နော်စာချင်တော့အဲ့ဖြစ်မှာပြင်လူတွေကိုကျွန်တော်တို့ထိန်းတဲ့ခါကျရင်ကိုကဘယ်လို authority ကိုပြရတယ်police presence ဆိုတာဒါကျွန်တော်တို့ yes ကရဲတင်နေမှာလည်းသူတို့အဓိကထားတာပါဆို police presence ကိုကဘယ်လိုလဲကိုယ်ရှိလာတဲ့ကိုသူတို့တွေကကိုယ့်ရဲ့စကားကိုနားထောင်ဘူးနော်အဲ့ဒါအဓိကကိုယ့်ရဲ့ command တွေကိုသူတို့နားထောင်ဘူးအဓိကအဲ့ဒါကိုကောင်း confidence ရှိပြီးတော့စကားပြောရမယ် confidence မရှိဘဲနဲ့ပြောတဲ့ခါကျရင်လူတွေကတိတ်ပြီးတော့ပြောမှလေးမထားဘူးပေါ့နော်တိတ်ပြီးတော့ကိုယ်စကားကိုနားမထောင်သူလှုပ်ရှားဆိုတော့အဓိကကျွန်တော်ဒီတန်း9နှစ်ပြတန်းမှာအခက်ဆုံးကအဲ့ဒီကိုယ့်ရဲ့ confidence လူတွေကို command ပေးနိုင်တဲ့ confidence ကအဲ့ဒါရှိဖို့ကျွန်တော်အရင်အဲ့ဒါနည်းနည်း struggle ဖြစ်တယ်ပေါ့နော်အဲ့ဒါပါပဲတကယ်အခက်ဆုံးတော့ကျန်တဲ့ဟာတွေကတော့ဥပဒေကိုတီးဖို့ဒါလည်းအရေးကြီးတယ်ပြီးတော့ရဲတွေရဲ့ procedure ကိုတီးဖို့အရေးကြီးတယ်ပြီးတဲ့အခါကျရင်split second တွေမှာကို decision make နိုင်လုပ်နိုင်ဖို့ကလည်းအရင်အရေးကြီးတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တကယ် struggle ဖြစ်တဲ့နေရာတော့တကယ် self confidence ကျွန်တော် struggle ဖြစ်တော့ရှင်းဆုံးပေါ့နော်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ပေါ့နော်အခုဆိုလို့ရှိရင်ဒီရဲမှာလည်းဌာနချုပ်အများကြီးရှိတယ်အခုဆိုလို့ရှိရင်ဒီTuangအနေနဲ့ကြတော့ဒီလိုမျိုးဒီလူတွေကိုပြန်ပြီးတော့ဒီရဲအသစ်တွေကိုပေါ့နော်ပြန်ပြီး train ရတဲ့နေရာမှာလုပ်ရတယ်ဆိုတော့တခြား department တွေမှာရောဘယ်လိုအလုပ်တွေရှိပြီးတော့ဘာကြောင့်ဒီနေရာကိုရောက်ဖြစ်တာလဲကိုရွေးချယ်လိုက်တာလားဒါမှမဟုတ်သူတို့ကတာဝန်ချမှတ်တာလားရှင်ဆိုတော့ကျွန်တော်အခုရဲစခန်းမှာလောက်တာ3မျိုးရှိတယ်3မျိုးဆိုတာကျွန်တော် road patrol ဆိုတော့ဒါ basic response ပေါ့နော်ရဲတွေခေါ်တဲ့ခါကျရင်သွားတယ်ပြီးတော့ဒုတိယမျိုးကကျွန်တော်ဥစားfield training officer ဆိုတော့ရဲတစ်တွေကိုသူတို့တွေကtrainer နဲ့သူပေါင်းပြီးတော့အဲ့ trainer ကသူတို့တွေအဲ့ရဲလာတဲ့အခုမှစတဲ့ရဲတွေသူတို့တွေကfield အဲ့လမ်းပေါ်မှာနော် field road ပေါ်မှာသူတို့သင်ပေးတယ်ကိုကွန်ပျူတာကိုဘယ်လိုလုပ်ရလဲ report ဘယ်လိုရေးရလဲဒီ law ဥပဒေဘယ်လိုရှိလဲခေါင်းလာအဲ့ဒါတွေသူတို့တစ်ခုပြီးတစ်ခုရှင်းပြခိုင်းတယ်ပေါ့နော်ဆိုတော့ one on one training ပေါ့အဲ့ဒါကိုဆိုအဲ့ဒီဥစားကျွန်တော် training ဘက်မှာကျွန်တော်ရန်ဝါမှာပါတယ်ရန်လည်းကျွန်တော်အဲ့တစ်ခုပေါ့နော်ကျွန်တော်တည်တာတွေကို train ပေးချင်ပေါ့နော်ဆိုတော့အဲ့ဒါဘယ်လိုလဲဆိုကျွန်တော်yes can အလုပ်တန်းကျွန်တော်3နှစ်လောက်လေးအဲ့မှာစပြီးတော့ကျွန်တော်နောက်ထပ် additional training ပေါ့ field training officer ဖြစ်ဖို့နောက်ထပ် training နှစ်ပတ်ကို training ပတ်တက်တယ်ပြီးတဲ့ခါကျရင်အဲ့ဒီဥစားကို training certificate ရတဲ့ခါကျပါပဲကျွန်တော်အဲ့ဒီ certificate နဲ့ကျွန်တော် yes ကမှာကျွန်တော် apply လုပ်တယ်သူတို့တွေကအဲ့ဒါနဲ့ okay ဒါဆိုရင်သူတို့အကုန်ကြည့်ရယ်ကိုယ့်ရဲ့ history ကြည့်ရယ်ကိုယ့်ရဲ့ education ကြည့်ရယ်ပြီးတော့အဲ့မှာသူတို့ဒီရဲလောက်လာအဆင်ပြေလားမပြေဘူးလား problem cop လားမဟုတ်လားဆိုတော့အကုန်ကြည့်ရယ်ပြီးတော့သူတို့လည်း okay ဒါ training လုပ်လို့ရပြီဆိုတော့ကျွန်တော်ဘာမလဲrank တော့မဟုတ်ဘူးဒါပေမဲ့မှတ်တမ်းပေါ့နော်သူ training officer ဖြစ်ဆိုမှတ်တမ်းပေးတယ်yeah ဆိုတော့ကျွန်တော်လုပ်ချင်တာကတော့ဒါပေါ့ field training လုပ်ချင်တယ်အခုအဲ့ဒါပြင်နံပါတ်3ချက်ကကျွန်တော် DUI specialist ပေါ့နော်ပြောချင်တာဒီမှာဒီ Florida မှာတကယ်လဲဆိုပါတယ်ရမုန်းပြီးတော့ကားပေါင်းတဲ့လူတွေ accident တွေတော်တော်များများကျွန်တော်ကြုံရတယ်လူတွေရဲ့အသက်ရှုံးတဲ့နေရာမှာလည်းတော်တော်များများတွေ့ရတယ်ပေါ့နော်
so I the cool was DUI prevention DUI or the enforcement no I need our general yes come out general miazo what do you hello general miazo pide so I the cool was will be go look in ya no where our prevent low marble to prevent low the kajama luya Loma went through a gamma type and do it. Sometimes you save some people, whatnot. So, that DUI enforcement power, you never know. Solution the Jamal Nale the Sona or Don Your House, be Tono solution. The who yet the Tari be training, Yaku and Dre. Kuye background will be checked out now. Go at through the matter, chilly be mabe, dago, trainer, a pip net and tar at the bomb you want no. Through a supervisor, maybe to trainer Lobo simply mala. Does he know his stuff? Like the Alamuto made is he a good police officer? You know, made it. Do your report writing blue sheet made it. Diga queer general supervisor, me out of your through a Babido me to train Pitan and Pitan no. Okay, that the life will issue related to Imadama, who the true solution is simultaneous and she, sit down bed on the ground, ye bed on the ground, you loach in the she as well. Solution, who the tomorrow interviews is in there, sign a little Yare, Masai Mulu Yabana, Yamavia Yen, tomorrow the American machine Yene, Imadama Quatala or down, Lurai, soon after the Lurai Nale, so I gave him ya who Yamananga, she the other chicken solution, Dihane or Blue Muri Nation Yamane. Blue Muri Nation, the young quarter Rati, Machado through the Yeru. Or through higher standard, no, Yeri through higher standard, Yaitare, Yeri, the cuckoo, round doing, the cuckoo, hold on, look at Kajai, through a Yeri a punishment, a Bobi of Yai. Uma Dioma was a general dia, yes, can Diaga, or 2008, 2007, or to Diaga, to Pasao, to a Ludio through a citizen evo to a Yakamiro being through a citizen a person to a code. Penyaru Ramono, person code. Oman so a theft, theft so we may general to a yapiro to Jamulo, to a power, abuse to Jamulo, to town then, Nane be like town and Nane, person code Jamuno. Gero, Lulia, I mean, person code Kajai. Town them of John and through their probation, community service people to Yare. Through general punishment and general standard got Bobido Yare. So, at who young Quachara, the Majara through Yeri, standard through a Yamalu be a new higher low like Hajaro through punishment and Bumiare. So, Yeri to Remia, they have to abide by the rules. I'm a young Mara theatre, through Locha and Lovely. Through my ramification machine, through my punishment thing to it. I don't mean at a quite high role. Solution Sulured war who a lot of who Nujura, Pimuta who chop out a she, solution Tamanute, Drugu, Dambida Sanika Pumine, Elube Kansaguinle, who Tamanute Drupu Yare, Kansaguin Yari need to would. Chopa muta who to left, Yam Besa Yare had and be more booming is where the bubble now. Okay. Solution, a whole solution, the people to the America Yopita, Jamaru Yaman and Dido, maybe a solution, stimulate tangent at Esonaka Bioget, Yero Baro, and the who stimulate tangent Jarakama. The Shuluya let the gay go denying a api Goa who county Kansare to Pian Dio, who Watana Balo le Pare, Pian be Jesu Puchin le. Simupian Tanebo, not the sure jolly, the Jumia the Kube, the Dinia go low like this, so she the benefit below Kansayam, so the ha cheated Lune she is so able mark, one year and me and don't the movie of your ship. So, at the Pulone, now so no go to Pochiamo, Pochan, yellow lotion, yellow ale, Alundrum hope.
It's not for everybody. It goes for military military. It's not for everybody. So now so ma baochi amra ko ba sai win sa le ko ye ပေါ်မှာပဲ move တည်တယ်ကျွန်တော်လူတယောက်ကိုသွားပြီးတော့အေးမင်းကရဲလို့မလားဆိုပြီးတော့ကျွန်တော် force လုပ်ခါကြရင်တကယ်လို့ because there are a lot of times that you have to there's a time that like I can possibly take somebody's life meaning that ကျွန်တော်လူတယောက်အသက်ကိုကိုကယူရမယ့်ချိန်နဲ့ရှိလိမ့်မယ်ကျွန်တော်စီမှာလည်းရှိခဲ့တယ်နှစ်ခေါက်လောက်ကျွန်တော်လူတယောက်ကိုပြစ်ခံနေပေါ့နော်ရှိခဲ့တယ်ဆိုတော့အဲ့လိုချိန်မှာကိုကပြောတော့တချို့လူတွေကစိတ်မနိုင်တဲ့လူတွေရှိတယ် it's not for everybody that's what I'm trying to say သူတို့ job တွေက it's not for everybody ဒါပေမဲ့ကိုစိတ်ဝင်စားတဲ့နေရာကိုပါဝါသနာပါတဲ့နေရာမှာကောင်းကောင်း pursue လုပ်နိုင်တဲ့ခါကျရင်အဲ့မှာပို့ပြီးတော့အဆင်ပြေမယ်ကိုတော်လည်းပိုကောင်းမယ်ဆိုတော့လူကအများကြီးပြောတယ် somebody says that if you love what you're doing you're not working in a day of your life so အဲ့ဒါလည်းတကယ်လည်းမှန်ပါတယ်လို့ဟုတ်ကဲ့နောက်တစ်ခုအနေနဲ့ပေါ့နော်အခုဆိုလို့ရှိရင်ဒီတော်တော်များများဒီမျိုးဆက်သစ်တွေပေါ့နော်မြန်မာအမေရိကရောက်တဲ့မြန်မာမျိုးဆက်သစ်တွေတော်တော်များများအခုအဲ့လိုမျိုးတွေလှုပ်ချင်လာတဲ့လူရှိတယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးဆက်သွယ်ပြောဘယ်လိုမျိုးတွေလှုပ်တင်တယ်လို့အကြံဉာဏ်ပေးခြင်းလဲကျွန်တော်ကတော့ရဲတော့ပြောမှဆိုတော့ရတယ်ပြောချင်တာဒီရဲစကန်ထားပါတော့လူတယောက်ရဲတယောက်ဖြစ်ချင်တယ် okay ရဲဖြစ်ချင်တယ်အကောင်းဆုံးကကိုယ့်ရဲ့ local police department မှာသွားပြီးတော့လေride along ဆိုတော့အခု COVID-19 ကြောင့်တိတ်ပြီးတော့လူတွေတိတ်တော့မလုပ်ကြဘူးဒါပေမဲ့တချို့ department လုပ်သေးတယ် ride along ဆိုတာရဲနဲ့သူတွေကအမြဲတမ်းရဲနဲ့သွားပြီးတော့ကားသွားစီရဲဘေးနားမှာထိုင်ပြီးတော့သူတို့ဘာလုပ်လဲဆိုတာတေးစိတ်ပေါ့နော်ကြည့်ရှုတယ်တရက်နေ့လောက်သွားပြီးတော့လုပ်ကြည့်ကိုကြိုက်လားမကြိုက်လားပေါ့နော်တချို့မကြိုက်ရင်လည်းမကြိုက်ဘူးကြိုက်ရင်လည်းကြိုက်သွားလိမ့်မယ်အဓိက it's like a ပြောမယ်တကယ် full experience ပေါ့နော်တရက်လောက်ကိုခံစားကြည့်သူကြိုက်တယ်ဆိုရင်တော့အမှဆက်ပြီးတော့သူတို့အမှဆက်ပြီးတော့လုပ်လို့ရတယ်အကောင်းဆုံးကတော့ကျွန်တော်ပြောမှအခု2021တော်တော်များများရဲစခန်းတွေကအနည်းဆုံး bachelor degree ပေါ့နော် college ကိုသူရစပြီးတော့ require ဖြစ်လာပြီပေါ့နော် associate ဖို့ bachelor degree စပြီးတော့ require ဖြစ်လာဆိုတော့အသက်ငယ်သေးရဆိုရင်တော့ college ကိုတက်bachelor degree ယူ bachelor degree ယူတဲ့ခါကျရင်လည်းပြောမယ်business line management line တို့မှာယူဒီတချို့တော်တော်များများကတော့criminal justice ဆိုပြီးတော့အမှယူကြတယ်ဒါပေမဲ့ရဲလုပ်ချင်တယ်ဆိုရင်တော့ criminal justice ယူစရာတော့မလိုဘူးပေါ့နော်ကျွန်တော်အားပေးတာကတော့အဲ့မှာ public administration တို့psychology major တို့ finance major တို့အဲ့နေရာမှာ bachelor degree အနည်းဆုံးရှိရင်ရတယ်ပြီးတဲ့ခါကျရင်ကိုရဲ police academy ကိုသွားပြီးတော့ certificate ယူပြီးတော့အလုပ်စပြီးတော့ရှောက်ရပြီပေါ့နော်ဟုတ်ကဲ့ဒီ season ကိုကြည့်ရှုနေတဲ့သူအတွက်အကယ်၍များရဲဌာနဘက်မှာအမှုထမ်းကျင်တဲ့စာနာရှိတဲ့မျိုးဆက်သစ်တွေလူငယ်တွေရှိခဲ့တယ်ဆိုရှင်လည်းတကယ်ပဲလက်တွေ့ကြတဲ့အကြံပေးမှုဖြစ်မယ်လို့မျှော်လင့်တယ်ပေါ့နော်အခုဆိုလို့ရှိရင်နောက်မေးခွန်းတစ်ခုအနေနဲ့ပေါ့နော်တောင်းအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးတွေအခုဆိုလို့ရှိရင်9နှစ်ကျော်လောက်ရှိပြီပေါ့နော်အမှုထမ်းတာဆိုလို့ရှိရင်ဆိုတော့အဲ့လိုမျိုးတွေကိုကဒီလိုမျိုးငငယ်ရွယ်နဲ့အောင်မြင်တဲ့လမ်းကြောင်းပေါ်မှာရောက်အောင်အဓိကတွန်းပို့ပေးတဲ့အရာကဘာဖြစ်မလဲပေါ့အတွက်အဓိကတော့ပြောမလဲကျွန်တော် parents အရေးကြီးတယ်မိဘတွေ support အရေးကြီးတယ်ပြီးတော့ကျွန်တော်ဦးလေးလည်းအရေးကြီးတယ်ဘာဖြစ်လို့သူတို့တွေကမင်းကိုငယ်ရစာပြီးတော့သူတို့မင်းကိုမေးတာပါလဲဆိုတော့ကိုမှညီမချက်ပါရှိတယ်ပေါ့နော်ကိုညီမချက်ပါရှိတယ်ကျွန်တော် middle school တွေကကျွန်တော်မေးတယ်ဘာလုပ်ချင်လဲဘာညီမချက်ရှိတယ်အဲ့တော့ရမ်းမေးတယ်ဆိုတော့အဲ့ဒီအကြောင်းလဲကျွန်တော် decision လုပ်ပြီးတော့ကိုရဲ့ drive လို့နော်အဲ့ကိုကိုယူပါအောင်ရမချင်းပေါ့နော်ဆက်ပြီးတော့စူးစမ်းဖို့အဲ့ဒါလည်းပြောမယ်သူတို့တွေ့ကြအောင်သူတို့တွေကကျွန်တော်ပြောမယ်အားပေးတယ်ပေါ့နော်အားပေးပြီးတော့ကိုဆက်ပြီးတော့စူးစမ်းအောင်လို့ဆိုတော့သူတို့လည်းပြောနေအရင်ရေးကြည့်တယ်ပေါ့နော် family support ဆိုတာ
Also, ya kind of need it to me social media me that's where supporting up below ya kind of love the one need land out passion net who look in it alone net who one need career land jump over below tea ya kind of are she so ကျွန်တော်မိသားစုကကျွန်တော်တို့ဒီမိဘတွေကမေးတဲ့အခါမှာမင်းဆရာဝန်လုပ်ရမယ်မင်းအင်ဂျင်နီယာလုပ်မှစုမမေးဘူးသူတို့ကမင်းဘာလုပ်ချင်လဲကျွန်တော်ဖေးနေပြီကျွန်တော်ပြောတယ်ဟေးကျွန်တော်ရဲလုပ်မယ်ကျွန်တော်ဦးလေးလို့ကျွန်တော်ပြောတယ်ကျွန်တော်ရဲလုပ်မယ်ဆိုတော့သူတို့ကနည်းနည်းပြောရဲဆိုတော့အော်သိအောင်သိပြီးတော့ဒါကျွန်တော်တို့ရဲ့ normal ဥစ္စာတွေမပါဘူးပေါ့နော် nevertheless they still support my decision you know အဲကြောင့်ကိုလုပ်ချင်တာရှိရဲ့ကိုယူပါရောကိုစူးစမ်းတယ်ဆိုတော့ they in the sense of like influence yellow ဘူးတော့သူတို့ influence မပေးဘူးဒါပေမဲ့ကျွန်တော်ရဲ့goal ကိုသူတို့တွေကမရမကရတဲ့အထိပေါ့နော်သူတို့တွေက support ပေးတယ်အဲ့ဒါတော့ကျွန်တော် percentage တော့ကျွန်တော်ပြောလို့မရဘူးပြီးတော့သူတို့အများနဲ့ကျွန်တော်အားပေးတာပေါ့နော်ဟုတ်ကဲ့အင်မတန်မှအတူယူစရာကောင်းတဲ့စကားလုံးပဲဖြစ်တယ်ပေါ့နော်စကားပဲဖြစ်တယ်ဟိုမိဘတွေကတော့ရဲဖြစ်ဖို့ကိုအားမပေးဘူးဒီရဲနဲ့ပတ်သက်ပြီးရင်လည်းစိမ့်နေတယ်ဒါပေမဲ့သားသမီးရဲ့ဖြစ်ချင်တဲ့အရာကိုတွန်းပို့ပေးတယ်ဖြစ်ချင်တဲ့မင်းဘာလုပ်ရမလဲဆိုတာထက်ဟိုဘာဖြစ်ချင်တဲ့အရာပေါ်မှာ supporting ပေးတာအခုဆိုလို့ရှိရင်အောင်မြင်တဲ့လူတွေဦးဖြစ်ပေါ့နော်9နှစ်ကျော်ပတ်တန်းမှာဖြတ်တန်းရတယ်ပေါ့နော်ဆိုတော့နောက်မေးခွန်းအနေနဲ့ဟိုလူအပြင်လောကမှာပေါ့နော်ကျွန်တော်တို့တူတယောက်ချင်းစီရိုက်မှာရှိတယ် idol ထားတဲ့လူပေါ့နော်စံနမူနာထားတဲ့လူအဲ့လိုမျိုးပေါ့ရှိလားရှိပါတယ်ကျွန်တော်ရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့ဘယ်လိုလဲက work ethic ပေါ့နော်ကျွန်တော်yes ကမှလုပ်တဲ့ခါကျရင်လည်း yes ကလည်းဒါတကယ် company မှာလုပ်သလိုပဲကိုစူးစမ်းသလိုအဆင်ပြေတယ်ကိုယ့်ရဲ့ boss တွေလည်းကြိုက်တယ်ကျွန်တော်ရဲ့ idol manager ကကျွန်တော်ရဲ့ payသူ့ရဲ့အလုပ်စူးစမ်းမှုကကျွန်တော် work ethic ကကျွန်တော်စီမှာသူကကိုကျွန်တော်တို့ဆံမနမှုနာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့သူ့ရဲ့ work ethic ကိုကျွန်တော်ရဲ့အလုပ်မှာ apply လုပ်တဲ့ခါကျရင်ပို့ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ဟိုကျွန်တော်အလုပ်ထဲမှာလည်းမျက်နှာตาရတယ်ပြီးတော့ကျွန်တော် supervisor လည်းကျွန်တော်ပို့ပြီးတော့ respect ပေးတယ်ပေါ့နော် because like they see that I'm a hard worker I'm not a lazy person so that's why they made me go to a lot of training a lot of advancement so it's true you knowကိုယ့်ရဲ့အလုပ်ကို ownership ပေါ့နော်ကိုယ့်ရဲ့အလုပ်ကဒါသူပေးရမှာဆိုကိုယ့်ရဲ့ဒါကရဲ့အလုပ်ငါလုပ်ရမယ်သူဘလို့မှမေးလာပြီးတော့မေးချင်မလို့ပဲနဲ့ကိုယ့်ကိုလုပ်တဲ့ခါကျရင်ပို့ပြီးတော့ကောင်းတယ် that's something that I learned from my dad you know so yeah ကျွန်တော်ဖြစ်ပေါ့နော်ဘလို့မှလို့ဆိုတော့ဟုတ်ကဲ့ဒီ interview ကိုအကယ်၍များပေါင်းရမိသားစုကြီးကြည့်ရှုတဲ့ချိန်မှာလည်းအဖေကအရာမဲ့ကုန်ဝမ်းမြောက်နေမယ်လို့မျှော်လင့်နေပေါ့နော်ဆိုတော့အဲ့ဆိုလို့ရှိရင်ဒီလိုမျိုးအလုပ်တွေရာထူးရလာတဲ့ခါမှာဖယားနဲ့ဆက်သွယ်တဲ့အပိုင်းရောနေ့ရက်စဉ်တိုင်းမှာဖယားနဲ့ relationship ကိုဘယ်လိုတည်ဆောက်လဲအများနဲ့ပေါ့နော်ကျွန်တော်ဘယ်လိုမလဲအခုပြအတင်းတော်မှာလည်း worship leader ကြောင်းနေနဲ့ပါဝင်တော့ပေါ့နော်ကျွန်တော်ကျန်းစာဖတ်ပြလာမယ်နဲ့ကျွန်တော်ဒီမှာတိတ်တော့မဖတ်ပြဘူးအမှန်တမ်းပြောမယ်နော်တိတ်တော့မဖတ်ပြဘူးဒါပေမဲ့ကိုကအမြဲတမ်းပြောမယ်worship ရှင်းနားထောင်တယ်အမြဲတမ်း like just you know and anytime that I can get like even in the car in the road patrol ခါကြရင်တော့မှအရိယာကျွန်တော်တို့ရဲကားထဲမှာတော့ကျွန်တော်ပြောမယ်ကျွန်တော် worship team ရှင်းနားထောင်တယ်အမှ video ထဲမှာတော့မှလူတွေကဟာဘာရှင်းနားထောင်တယ်ဘယ်မျိုးခါကြရင်မေးတတ်တယ်ဆိုတော့ဒါမဲ့ဒါကျွန်တော် that's how I spend my time နော်ပြီးတော့လည်းကျွန်တော်အချိန်ရတဲ့ခါကျရင်ကျွန်တော်ချစ်စနီမော်နဲ့ပေါ့နော်တစ်ခါကျရင်တချင်းဆိုရဲဒီမှာမိသားစုတွေနဲ့ပြီးတော့ကျွန်တော်တို့ဟိုပြောမယ်ဆူတောင်းနေပေါ့နော် as a family so those are the time that I spend as in like a family time and also the family time ကကျွန်တော်ရဲ့ worship time ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဒီမှာဓမ္မအတူယူစရာကောင်းတယ်ပေါ့နော်အောင်မြင်နေတဲ့သူတွေကအမြဲတမ်းဖျားနဲ့ဆက်သွယ်နေတဲ့လူကအမြဲတမ်းဖျားခင်ကမျက်နှာตาနဲ့ချီးမြှောက်နေတာဆိုတော့တကယ်လက်တွေ့ပဲဖြစ်တယ်ဘဝမှာပေါ့နော်အခုချိန်မှာအခုချိန်ပေါ့နော်ဖြတ်တန်းခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာစိတ်သက်တအားကြပြီးတော့လုံးဝ
give up လုပ်ချင်တဲ့အချိန်မျိုးတွေရောရှိခဲ့လားရှင် ရှိပါတယ်ဒါကတော့လူတွေကဘယ်ပြောမလဲကျွန်တော်တို့a lot of times English will be it's more comfortable. A lot of times that you do your work and then you thought you're doing great, but people don't see it, right? And it's actually discourage you. But people see and people gossip and people share. People like to see more negative things happen. They're more attracted to the negative things rather than the positive things. So yeah, there's a lot of times that you see that. But at the same time, you have to how I pass it is that everything's going to be fine, right? Everything's in God's will, okay? And just I do my part, and I do it best, and that's all it matters. You know, သူများတွေရဲ့ပြောတာကိုသိပြီးတော့နားထောင်မယ်နဲ့ကိုတာဝန်ကိုကောင်းကောင်းလေးလုပ်မယ်ကိုတာဝန်ကောင်းကောင်းလေးဘယ်ပြောမလဲ finish your job. And yeah, just do your best and let's say God will do the rest. Like my brother say all the time, do your best and God do the rest. So that's it. Okay. အရင်ကောင်းတယ်ပေါ့နော်ကျမတို့ဒီလူဘဝမှာကျင်လာတဲ့အခါမှာအမှုပညာသမားတွေပဲဖြစ်ဘယ်သူပဲဖြစ်ပေါ့နော်ဟိုလူတွေပေါ်မှာမျောလင့်ချက်သားထားမိတဲ့ခါကျတော့စိတ်ဓာတ်ကမျောလင့်တဲ့လောက်တုံ့ပြန်ချက်ကမလာတဲ့ခါကျတော့စိတ်ဓာတ်ကြတယ်။ဒါမှ depression ဝင်နေဆိုတဲ့ဟာမျိုးတွေပေါ့နော်စိတ်ပိုင်းဆိုင်ရာပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်တယ်ဆိုတော့အခုဒါအရန်အောင်မြင်နေတဲ့သူတယောက်ရဲ့ပြောတာဖြစ်တယ်ပေါ့နော်ဟိုကိုယ့်ဘက်ကနေအကောင်းဆုံးလုပ်မယ်ဒါပေမဲ့ဒီပြန်ရလာမဲ့ဟို response ကိုအဲ့လောက်ထိခယူးမဆိုင်သေးတယ်ပေါ့နော်ကိုယ့်ရဲ့လုပ်ရမယ့်အလုပ်ကိုကောင်းမွန်စွာနဲ့လုပ်ဖို့ဒါအမှန်တမ်းအသုံးဝင်တယ်ဆိုတော့အဲ့လိုနောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်ဟိုအကြိုက်ဆုံးဂျမ်ပိုက်တွေပါရောရှိလားရှိနေပြောပြပေးပါဦးရှင်ကျဆုံးဂျမ်ပိုက်ကျွန်တော်ငယ်လေးကတော့ဒီက Philippians 4:13 I can do all things ဒါတော့လူတွေတော့ဟဒါတော့ it's everywhere right but that actually that Bible verse is true because ကျွန်တော်ငယ်လေးကကျွန်တော်ရဲလုံးမယ်ဆိုပြီးတော့ကျွန်တော် training တက်ကြရအောင်ပြောမှာ and it's really stressful through a police academy ပြီးတဲ့ခါကျရင်ကျွန်တော် field training သွားတယ်ဆိုတော့ field training ဆိုတော့လည်းကျွန်တော်ဒီစသချင်းလုံးစားချိန်မှာ one-on-one trainer ဝင်တော့အရင်သူတို့ကပို့ပြီးတော့ stressful ဖြစ်နေအဲ့ဒီအမှအများက okay take a deep breath all right and then just remember that God's with me and I can do all things through Christ right so nothing gotta be I don't have to worry about anything I'm just gonna like I said I'm just gonna do my best and God will take care of the rest so okay အရင်ပဲကောင်းတယ်ပေါ့နော်ဒါလက်တွေ့အသက်ရှင်နေတဲ့အရာတစ်ခု Philippi ဩဝါဒစာအခန်းကြီးလေးခန်းငယ်73ဖြစ်တယ်ဆိုတော့နောက်တစ်ခုအနေနဲ့လူငယ်အတွက်ယူပါယုံကအရေးကြီးသလားဘာကြောင့်အရေးကြီးရလဲဆိုတော့လည်းပြောပြပေးပါဦးရှင်ရေးကြီးတယ် like my uncle always say that without vision people should perish vision မရှိတဲ့အခါကျရင်လူတွေကဘာလို့မှမသိတော့ it's like you don't know where you're going you just like doing everything doing a little thing doing many little things but not doing at all so you buy on ရှိဖို့ရေးကြည့်တယ် you buy on ရှိတဲ့အခါကျရင်ကိုယ်မှာ objective ရှိတယ် so like it's gonna be easy for you to reach that goal so even if you're in business right even if you're anywhere you're gonna have to set a goal right and then you're gonna have to pray about it while praying right I'm not saying just a prayer you also have to do you have to give your best right and to achieve that goal so ရန်ရေးကြည့်တယ်ကျွန်တော်မြင်တော့ယူပါရင်ပေါ့အဲ့ဆိုတောင်းအနေနဲ့ပေါ့နော်အခုဆိုလို့ရှိရင်တောင်းဖြစ်ချင်တဲ့လမ်းကြောင်းကိုရောက်နေပြီဆိုတော့ရီမန်းချက်ထားတာပြည့်စုံပြီလားဒါမှမဟုတ်နောင်အနာဂတ်မှာပါတယ်ဆက်ဖြစ်ချင်သေးလဲအခုကဟိုသွားနေတဲ့လမ်းကြောင်းမှာရှိတာလားအဲ့ဒါလေးလည်းပြောပြပေးပါဦးရှင်ကျွန်တော်အခုတော့ရီမန်းချက်ကတော့ပြည့်ပြီဆိုတော့အဲ့ဒီရဲဖြစ်ချင်တဲ့ရီမန်းချက်တော့ပြည့်ပြီဒါပေမဲ့ကျွန်တော်နောက်ထပ်ဖြစ်ချင်တဲ့ရီမန်းချက်ကပါလဲဆိုတော့အဲ့ဒီရဲစခန်းတွင်းမှာပေါ့နော်တကယ်ဟို traffic homicide investigator ဆိုတော့ဟိုကားမှာ DUI ကြောင့်သူတို့ဟိုစားလူတွေအသက်ရှုံးသွားတဲ့လူတွေအဲ့မှာသူ investigator သူကတရားလို့တယ်အဲ့တော့ကျွန်တော်အခုစပြီးတော့ဟိုပြောမယ် training straight အဲ့ဒါကျွန်တော် goal ပေါ့နော်ဆိုတော့ I'm working towards that goal right now
ကိုယ့်ရဲ့ရည်မှန်းချက်ကိုသွားနေရပေါ့နော်ဆိုတော့အဲ့ခါမှာကို့မှာလည်းကိုယ်ပိုင်မိသားစုသားနဲ့သမီးနဲ့ရှိတယ်မိသားစုရဲ့အလုပ်ရဲ့ဘုရားကျောင်းမှာလည်း worship leader ဖြစ်ပါဝင်စက္ကန့်နေတယ်ဆိုတော့ဒီ၃ခုကြားထဲမှာဘယ်လိုမျိုးအချိန်ကို manage လုပ်လဲဟုတ်တယ် manage လို့ကတော့တကယ်မနိုင်ပြောရင်တော့ဒီလိုမျိုးခက်တော့ခက်တယ်ပေါ့နော်ရင်းတော့တော်တော်ခက်တယ်တကယ် it's really important to have a support from your wife so I want to give a shout out to my wife now so yeah မောင်လည်းသူပြောမယ်ကျွန်တော်လုပ်ချင်တဲ့အရာလေးအများကြီးရှိတယ်မှာကျွန်တော်ပြီးတော့ကောင်းကောင်းလေးပေါ့နော်ကိုမိသားစုလေးမှာကျွန်တော်သားနဲ့သမီးကိုကောင်းကောင်းလေးပြုစုပေးတယ်ပြီးတော့ train ပေးတယ် so that I could do my job well so it's really important to have a family support that they get to get each year family support အရင်ရေးကြည့်တော့နော်so yeah it's really managed လို့ခါကြရင်လည်းကိုကတော့yeah လုပ်ရှိတယ်ကိုလုပ်ရှိတယ်ကို church မှာလုပ်ဝင်ရှိတယ် so ကို church ကကျေးဇူးအကြောင်းပေါ့နော်ကောင်းကောင်းလေးတော့ပါဝင်နိုင်တယ်ဆိုတော့လည်းဒီလိုမျိုးကျွန်တော် family support ကြောင့်လည်းပါတယ်ပေါ့နော်မိသားစုရဲ့ support ပါတယ်ဆိုတော့manage လို့ကတော့ just one day at a time you have to manage you have to set up a schedule okay and then you have to set a schedule you have to include your family in the schedule ရေးကြည့်တယ်ပြီးရခါကြရင်ပေါ့ပြောမကိုကတော့အဲ့ schedule တော့ follow လုပ်ဖို့ပေါ့နော်ရေးကြည့်တယ်ကျွန်တော်ရဲတယောက်အနေနဲ့တော့တစ်ခါကြရင်တို့ရ phone call တွေ hey over ဥစားလုံလာတာ we need you on the road အမျိုးချင်းနဲ့ကိုကလည်းလုပ်ရတယ်ရှိတယ်ကိုရဲ့မောင်လည်းအဲ့ညမှာကောင်းတယ်သူကကောင်းလေးနားလေပြီးတော့နော်ကိုလုပ်ပဲဆိုနေso it's what I'm trying to say is it's really important to have a support for your family if you're gonna if you have a wife and a child so that's really important so yeah just one day at a time you got it okay ဒါဒီအလုပ်ကို3မျိုးလောက်ပေါ့နော်အိမ်ထောင်ဦးစီးတာဝန်ကောဖျားချောင်းရဲ့တာဝန်ကောဒီကိုယ့်ရဲ့ career အလုပ်တာဝန်ရောထိုင်းရတယ်ဆိုတော့supporting မရှိဘူးဆိုရှင်ဒီမတန်မှ handle လုပ်ဖို့အတွက်ခက်တဲ့အရာဖြစ်တယ်ပေါ့နော်တွန်ရဲ့အမျိုးသမီးကိုလည်းဒီကနေပြီးတော့ဂုဏ်ပြုပါတယ်လို့ပြောချင်ပါတယ် yes နောက်တစ်ခုအနေနဲ့ပေါ့နော်အခုဆိုလို့ရှိရင်ဒီကိုနဲ့အခု28နှစ်အရွယ်နဲ့တွန်ကအများကြီးလုပ်ခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်ခဏကပြောခဲ့တဲ့အရာတွေကအများကြီးလုပ်ခဲ့ပွားပြီးဆိုတော့အခုချိန်မှာမြန်မာနိုင်ငံမှာကိုနဲ့တူရွယ်သူတွေကပညာသင်ကြားခွင့်မရဘူးတချို့တွေလည်းအမျိုးမျိုးတွေဒီနိုင်ငံရေးပြောင်းလဲကြောင်းနှောင့်နှေးကုန်တယ်အနာဂတ်တွေယူပါယုံတွေပျောက်ကုန်တယ်ခံစားရတယ်ပေါ့နော်ဒါကမြန်မာနိုင်ငံမှာရှိတဲ့သူတွေပြီးတော့ဒီ America မှာရှိနေတဲ့မြန်မာလူမျိုးတွေတချို့တွေကျတော့လည်း high school လောက်နဲ့ပဲကြေနှက်ကြတယ်အလုပ်ကိုမမေရမလုပ်ဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးတွေရှိရဆိုဒီအနာဂတ်ယူပါယုံတွေမရှိတဲ့သူမြန်မာနိုင်ငံလူတွေဆိုလို့ရှိရင်လောလောဆယ်မက်ခွင့်မရဘူးဒီကလူတွေကျတော့လည်းမက်ခွင့်ရတယ်မလုပ်ချင်ဘူးအဲ့လိုမျိုးတွေတချို့နေရာလေးမှာရှိတတ်တယ်အားလုံးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုလူတွေအတွက်ဒီအနာဂတ်ယူပါယုံတွေရည်မှန်းချက်တွေဘယ်လောက်ရေးကြည့်လဲဆိုတော့တိုက်တွန်းခွန်အားပေးပါအောင်ကိုယ့်ရဲ့အတူကြုံနဲ့ရှင်ပြီးတော့ပဲဖြစ်ပေါ့နော်အရင်ရေးကြည့်တယ်လုံးဝရေးကြည့်တယ် it's not something that anyone can push so we as a other individuals ကျွန်တော်တို့ advice ပေးနေရတယ်ပေါ့နော်ဒီကကိုကယူပါရင်ရှိဖို့ကတော့ဒါကိုယ့်ကိုယ်ပဲဖြစ်တာပဲကျွန်တော်တို့ကတော့ advice ပေးရမှာတော့ okay မင်းယူပါရင်ထားရမယ်ကိုစူးစမ်းပါဒါ advice လုပ်ပေးရမယ်ဆိုတော့to anyone that's that's really like high school လောက်တဲ့ပြီးတာလဲဘယ်လိုမလဲကိုယူပါရင်ရှာကြပါI can only like do it from here ဘယ်လိုပြောမလဲတယောက်နဲ့တယောက်ပေါ့နော်အားပေးနေတယ်ရှိတယ်ပေါ့နော် I'm pretty sure you guys gonna put my go ahead and put my contact number ကျွန်တော်အဲ့ဒီ interview အောက်မှာကျွန်တော်ရဲ့ contact number ထားလို့ရတယ် email ထားလို့ရတယ်မေးခွန်းရှိတဲ့ခါကျရင်ဘယ်လိုပြောမလဲအများနဲ့ like you guys can always ask me like I'm more than willing to help pretty much so ကျွန်တော်ယူပါရောအဲ့ပေါ့ yeah ယူပါရော let's go back to that sorry I got sidetracked yes you need to have your goal set up otherwise like my uncle say all the time is people without vision is going to be perish it's true
You're gonna have to set it up somehow. If you need help setting up kind of goals that you want, you can always ask any of your family, any of the people that are successful right now, and then even me. So in that aspect, I'm always like wanting to help. Okay, this is in good tissue near to that imatama who a job to melon level. Now, who don't have the to your contact number, okay, to alone but the be or teaching our look who teaching our share, so she do in a chamber, you contact lawyer, so a young level, not to a this is in good tissue near to the letter gave a job to melon there. And now some finding about not one in a this is in good tissue near me, baby, tomorrow, Yamalu. The Yamata in that she made through it, Piogenes, Dario, which Mamma may meet a time about not Piogene, or Sheila. Digaro, Chozawa, right? We take this as a granted when we compare our lives from back in Burma right now. Let's compare that, okay? People in Burma, they want to do so much, but they can't do it. Right? When we are here, we can do a lot of things, but we don't want to do it. So we have so much opportunities here, and we just gotta go get it. We gotta push ourselves. Right? It's gonna be hard in the beginning. Right? It wasn't easy for me. It was hard. I'm not gonna lie. It was not. But it's for your future. It's for the long term. You're gonna have to work for it. So, set up a goal, right? Seek help. You can talk to anyone, all right? Just go out, talk to people, and set up a goal, and go get that goal. So, yeah. I love it. Okay. Tomorrow we go to the Kubi no, who say she lets in a PHB at Jesus Yai Mare. Look tomorrow, Zomi National Yoga like goes out, Jamani now, Yame, Koya Malu Unit, Tamadi Luri. You end up having Chimel de Louis sheet, so I do have a come tomorrow in Madama going 1 year. So the Gachi never now. And now, not only a jam beach now, she on my yeah, 美国人ရှိတယ်ဆိုရင်လည်းကျွန်တော် contact ပါပြီးမဆိုတော့ကျွန်တော် message ပေးလို့ရတယ်ပြရမဆိုကျွန်တော် I really want to help so yeah anytime and thank you for having me appreciate it. Okay, so the TV go diet Tolumu go tissue ni jare to nya ni ne le di ni chamaro di ye thana chou bek ma phya tkin ka chi myaw ni le chamaro Myanmarနိုင်ငံသား Tuang ko မေးမြန်းချင်းဖြစ်ပါတယ်လို့အားလုံးပဲအထူးပဲခွန်အားရမယ်ကောင်းချီးဖြစ်မယ်လို့မျှော်လင့်တယ်အကယ်၍များဒီဟာနဲ့ပတ်သက်ပြီးမေးချင်တယ်မေးခွန်းတွေရှိခဲ့တယ်ဆိုလို့ရှိရင်မေးခွန်းတွေမေးမြန်းနိုင်တယ်ဆက်သွယ်ရမယ့်နံပါတ်တွေလည်းကျမတို့ရေးထားပေးမှာဖြစ်လို့ဒီနေ့ကျမတို့ရဲ့ဖိတ်ခေါ်မှုကိုအားတဲ့အကြားရနေပြီးတကူတကအချိန်ပေးတဲ့ပေါင်းကိုလည်းထူပဲကျေးဇူးတင်ကြောင်းဖော်ပြချင်ပါတယ်ရှင်အားလုံးကိုထူပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းကျမတို့ထွန်းလင်းတော့ပါ music တွေများဆိုတဲ့အစီအစဉ်ကနေပြီးနောက်ထပ်စိတ်ဝင်စားကောင်းဆရာကောင်းတဲ့အစီအစဉ်များနဲ့ဆက်လက်ပြီးတင်ဆက်အောင်မှာဖြစ်လို့မပြတ်မကွက်ဆက်လက်စောင့်မျှော်ကြည့်ရှုပြီးတော့ခေါ်ဖိတ်ပါတယ်ရှင်အားလုံးကိုထူပဲကျေးဇူးတင်ပါတယ်